trauma healing process တခုလုပ်ပြီဆိုလို့ရှိရင်ဘလို့အဆင့်တွေဖြတ်ရလဲနောက်ပြီးရင်ဘလို့မျိုးဂျွန်းပြန်အောင်ခံစားရလဲဆိုတဲ့ဟာလေးကိုပြောပြမယ်နော်ညီမဖြစ်ခဲ့တာညီမက trauma healing process ကို9ခုလောက်ဖြတ်ကြတယ်ပထမဦးဆုံးနံပါတ်ပထမဦးဆုံးအဆင့်အနေနဲ့ကြတော့ညီမကဒီ trust building ပေါ့နော်ယုံကြည်မှုတည်ဆောက်ကြတာပေါ့ကိုယ့်ရဲ့ therapist နဲ့ဘယ်လိုလဲဆိုရင်ကိုကဒီ therapist ကိုတစ်ခါမှမမြင်ဘူးပါကို counseling ယူမဲ့သူကိုတစ်ခါမှမမြင်ဘူးနောက်ပြီးတော့ပြောပြမဲ့အကြောင်းအရာတွေကလည်းကိုတခြားသူတွေနဲ့တစ်ခါမှမပြောဘူးတဲ့အကြောင်းအရာတွေကိုပြောပြရမှာကိုယ့်ရဲ့တငယ်ချင်းပေါ့နော်ကိုအရင်ကြီးဆုံးပြောရတယ်ဆိုတော့တငယ်ချင်းဥမချေကသိပါတယ်ဆိုတော့တငယ်ချင်းတော့မသိတဲ့အရာတွေကိုကိုကသူ့ကိုပြောပြရမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ trust building အဆင့်ကိုဖြတ်ရတယ်ပေါ့နော်ပြီးတော့လို့ရှိရင်နောက်တစ်ခုကကြတော့ညီမတို့က trauma history gathering ပေါ့ trauma history gathering ကကြတော့ညီမတို့ဒီ trauma ကိုဘယ်ကနေပြီးတော့စရလာတယ်ဆိုတဲ့ဟာကိုဒါအတူတူ gathering လုပ်တာပေါ့ဆိုတော့ကိုစရလာတဲ့အချိန်ကနေပြီးတော့မှအဲ့လိုမျိုးသွားပြောပြရတာပေါ့နော်ဒီကိုယ့်ရဲ့ counselor ဖြစ်ဖြစ်ဒီ therapy ဖြစ်ဖြစ်ပြောပြရတာပေါ့ပြောပြတဲ့အချိန်မှာဘာဖြစ်လဲဆိုရင်ကိုယ့်ရဲ့ပြောပြရင်လိုအပ်တဲ့အချက်ပေါ့နော်လိုအပ်တဲ့အချက်ကဘာလဲဆိုရင်ကိုယ့်ရဲ့အသိငယ်ဆုံးနောက်ပြီးရင်အယုံညံ့ဆုံးကိုယ့်ရဲ့အပိုင်းနော်ကိုယ့်စိတ်ရဲ့အသိငယ်ဆုံးအယုံညံ့ဆုံးနောက်ပြီးတော့အဆင်ပြေပါတယ်ဆိုပြီးတော့မှကိုရောသူများတွေကိုရောဒီဟာဆောင်ပြထားတဲ့အလွှာတွေအကုန်လုံးကိုကconfess လုပ်ရတယ်ကိုအရင်ဝန်ခံရတယ် okay ဟုတ်တယ်ငါလုပ်ခဲ့တယ်ငါလိမ့်နေငါသိတယ်ငါသိတယ်နောက်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ therapist ကိုကအဲ့ဒါကိုပြောပြရတယ်ဝန်ခံရတယ်အဲ့ဒီအစ်စ်မှာဆိုလို့ရှိရင်လေညီမရဲ့စိတ်ကလည်းဘလောက်အောင်လိမ့်တယ်ကလိန်ကကြစ်လုပ်တယ်ဆိုလို့ရှိရင်เนาะညီမရဲ့ therapist ကိုညီမအဲ့ဒါပြောပြနေပေါ့เนาะပြောပြနေရင်လည်းဘာလုပ်လဲဆိုတော့သူကညီမရဲ့အကြောင်းလေးအကုန်သိသွားညီမကိုအထင်သေးသွားမယ်ထင်တယ်ဆိုတော့ညီမသူ့ကိုအထင်ကြီးအောင်နည်းနည်းတော့ငါရဲ့ကောင်းတဲ့အကြောင်းလေးတွေကိုနည်းနည်းပို့ပြောလိုက်မယ်ဆိုတဲ့စိတ်ပေါ်လာတဲ့အချိန်မှာညီမပြန်သိတယ်အဲ့ဒါမျိုးဖြစ်လာရင်မလုပ်ပါနဲ့အရှိကိုအရှိတိုင်းပဲပြောပါဒါမှကိုယ့်အတွက်ထိရောက်တဲ့ healing တခုကိုရမှာညီမဆိုပြောနေညီမစိတ်ကညီမကိုလှည့်စားညီမရဲ့ therapist အထင်သေးမှဆိုပြီးတော့ညီမမဟုတ်တာကိုအထင်ကြီးအောင်ထည့်ပြောလာဦးမယ်ဆိုတဲ့အတွေးလဲပေါ်တယ်နောက်ပြီးသွားလို့ရှိရင်ငါဒီအကြောင်းတော့ပြောလို့မဖြစ်ဘူးထင်တယ်ဆိုပြီးတော့မပြောလိုက်တော့မဲ့နေလိုက်တော့မယ်ဆိုတဲ့အပိုင်းလေးပါနော်ကိုယ့်ကိုပြဿနာဖြေရှင်းမိမဲ့လူတော်သွားပြီးတော့လိန်ချင်တာနော်ဒီစိတ်ကလေဆိုအဲ့လိုမျိုးစိတ်တွေပေါ်လာတယ်ဆိုလို့ရှိရင်မလုပ်ပါနဲ့အမှန်တိုင်းလုပ်တကယ်လို့ကို healing ကိုမလုပ်ချင်ဘူးဆိုမလုပ်နဲ့လုပ်မယ်ဆိုလို့ရှိရင်ကိုယုံကြည်နဲ့တခါတည်းအဲ့လိုမျိုးပြောပြီးတော့လုပ်တာပိုကောင်းတယ်ပေါ့နော်ညီမလိုမျိုးကလိန်ကြည့်မလုပ်ချင်တဲ့စိတ်ပေါ်လာတယ်ဆိုလို့ရှိရင်လေညီမရဲ့စိတ်ကတော့အဲ့လိုအဲ့ဒါမျိုးကြီးပေါ်လာတယ်ဒါပေမဲ့ညီမတတိနဲ့သိလိုက်တယ်ပေါ့နော်သိလိုက်တယ်โอเคဒါတော့မလုပ်ဘူးဒါငါဘဝအတွက်ငါ့ကိုကဲတင်မဲ့အချိန်ပိုင်းပဲဒီမှာတော့ငါထပ်မလိမ့်တော့ဘူးanymore လုံးဝမလိမ့်ဘူးအမှန်တိုင်းပြောမယ်ဆိုညီမရဲ့ဒီစိတ်မှာရှိတဲ့ပြုတ်ကြပြက်စီးစုပ်ပြက်တစားလုံးဝကောက်လို့မရတဲ့တကယ်ကိုလေရည်ရွယ်ထားနေတဲ့အပိုင်းတွေပြောရတာပေါ့ပြောနေနေပေါ့နော်ညီမဘာဖြစ်လာလဲဆိုတော့နာကျင်လာတယ်အတိတ်ကိုပြန်သွားပြီးပြောနေရလေဆိုတော့အတိတ်ကိုပြန်ရောက်သွားပြီးပြောနာကျင်လာတယ်အရန်ခံစားရတယ်စပ်ပြီးတော့မပြောနိုင်တော့အဲ့မှာချထားတဲ့တီရှူတစ်ထုပ်လုံးအကုန်ဟိုစပ်မပြောနိုင်တော့ဘူးပြီးသွားလို့ရှိရင်အဲ့ဒီအချိန်အနေမှာကိုကရောက်နေပြီလေနော်ကိုကအတိတ်ကိုသွားပြီးတော့ပြောနေတာဆိုကိုကအတိတ်မှာရောက်နေတဲ့ချိန်နေမှာလေငါဘေးမှာပေါ့နော်ဒီကဘာကြီးတစ်ခုလုံးမှာငါအတွက်ငါဘက်မှာတယောက်ကလေးတောင်မရှိပါလားဆိုတဲ့ဒီအားငယ်တဲ့စိတ်ဝမ်းနေတဲ့စိတ်ကလေသိမလို့ပဲအဲ့လိုဖြစ်တာအဲ့တော့တခါဆိုရင်ညီမစမပြောနိုင်တော့မပြောလဲမပြောရတော့ဒီဟာကြီးကိုစွဲထုတ်ဓာကြီးကငါဟာကြီးလားဆိုတဲ့ဟာကြီးကဒီပောက်ပွားနေတဲ့ဒီအောက်တန်းကြတဲ့ယွန်စရာစိတ်တက်ကြီးကဒါငါစိတ်တက်ကြီးလားဆိုဝင်မခံနိုင်ဘူးအဲ့လိုငါမဟုတ်ဘူးဆိုတဲ့ဟာကိုအဲ့ငင်းနေတာမဟုတ်ဘူးအဲ့ဒါမျိုးကြရင်တတိရှိနဲ့ဝင်ခံပါတတိရှိနဲ့ပြောပါဒါမှတကယ် healing လုပ်နိုင်မယ်အဲ့လိုမျိုးပြောနေတဲ့အချိန်မှာလေအတိတ်ကိုလေကိုကရောက်နေပြီဆိုရင်ကြည့်ပါအောင်ကိုကလေးဘွားပြန်ရောက်သွားပြီဆိုရင်ဒီလိုအချစ်မခံရတဲ့ကလေးလေးချစ်ခံဖို့မထိုက်တန်ရတဲ့ကလေးလေးတယောက်အနေနဲ့
ပေါ့နော်ကိုမြင်ပြီးတော့မှဝမ်းထဲလာရင်းနဲ့ကိုကတဖြည်းဖြည်းနဲ့ကဲကိုအောက်တန်းကြတဲ့စိတ်တက်နဲ့မိန်းမတယောက်ပုံစံနဲ့ကိုပြည့်မြင်လာဗျာဆိုအဲ့ချိန်မှာလေရင်ဘက်ကိုနှစ်ချမ်းဆွဲဖဲဆိုရင်ခွဲလာကြတာပေါ့နော်ဆက်လည်းမပြောနိုင်တော့ဘူးဆိုတော့ဒီနေရာမှာလည်းမနေချင်တော့ထွက်ပြေးသွားခြင်းဒါနဲ့ထွက်ပြေးလို့ကလည်းမရဘူးဆိုတော့အဲ့ချိန်မှာဘာဖြစ်လဲဆိုတော့မှောက်လိုက်လှန်လိုက်ပြီးတော့တကယ်ကိုလေတီကောင်စားဖတ်ထားသလိုပဲတွန်းလှိမ်ပြီးတော့ခါရတာသိလို့ပဲအသေးထဲတယ်မခံနိုင်တော့ဘူးဒီလားရင်ထဲမှာလေရင်ခွဲလာကြတာဆိုတော့တကယ်ပဲဒီလားတကယ်ရင်ခွဲလာကြနောက်တစ်ခုကကြတော့အဆင့်3အနေနဲ့ကြတော့ psycho education လို့ခေါ်တာပေါ့နော်အဲ့ဒီချိန်မှာဆိုရင်ကိုယ့်ရဲ့ therapist ကကိုtrauma ဆိုတာကဘာလဲဘာဖြစ်လို့ဒီလိုတွေဖြစ်နေတာလဲကိုယ်မှာဖြစ်နေတဲ့ symptom တွေပေါ့နော်ကိုယ့်ရဲ့ဒီလက္ခဏာတွေကိုယ်မှာဖြစ်နေတဲ့ anger တွေ panic တွေနောက်တစ်ခါဒီ freeze ဖြစ်နေတဲ့ဟာတွေ jealousy တွေစတာတွေအကုန်လုံးကပေါ့နော်ဒါတွေကတဘာဝတရားတွေဆိုတာကိုရှင်းပြတယ်ပြီးတော့လို့ရှိရင်ဒီဟာတွေကဒီပြုတ်ကျနေတဲ့ဒီအပိုင်းတွေကကိုမဟုတ်ဘူးဒါအတွင်းထဲကနေပြီးတော့မှရှိပြီးတော့မှပြန်ပြီးတော့ထင်ဟပ်လာတဲ့ဟာတွေဆိုတဲ့ဟာကိုသူတို့ psycho education လုပ်တယ်ပေါ့နော်ဆိုတော့အဲ့အဆင့်လေးမှာဆိုတော့အဲ့ဟာလေးကြားလိုက်ရတော့ကိုကဘာဖြစ်သွားလဲဆိုတော့ okay ဒီတော့ဒီငါမဟုတ်ဘူးဆိုတဲ့ဟာနဲ့ပြန်ပြီးတော့စိတ်သက်သာရမို့သိမယ်လေဒီလောက်တောင်အော်ဆရာကြီးဒီလိုစိတ်တက်ကြီးနေဟဲ့ကောင်မကြီးอ่ะဆိုအမှန်လေ roller coaster စီးနေရဆိုပဲဒါဒီလိုပဲဖြစ်နေတာလေဆိုတော့လေတော့ဗာဒီငါမဟုတ်ဘူးပေါ့နော်နံပါတ်4အဆင့်အနေနဲ့ကြတော့ processing the trauma ဆိုတော့ trauma တစ်ခုကို process လုပ်တော့မယ် trauma တစ်ခုကို process လုပ်ပါမယ်ဆိုတာဘာလဲဆိုရင် trauma memory ကို revisit ပြန်လုပ်တာအဲ့မှာခုန gathering လုပ်တော့ကြတော့မတူတာပါလဲဆိုတော့ဒီတိုင်းပေါ့ပြောပြတာပေါ့နော် gathering ကိုရဲ့အရင်ဘဝဘာလဲငငယ်ဘဝအခြေအနေပေါ့ဒါတွေကိုပြန်ပြီးတော့မှပြောပြတဲ့အဆင့်ဒါကကြတော့ process လုပ်မယ်အဆင့်ပေါ့နော်ဆိုတော့အဲ့ဒါဘာလဲဆိုတော့ trauma memory တစ်ခုကို revisit ပြန်လုပ်တာပြန်သွားကြမယ်ဆိုတော့အမှထပ်သိတယ်သိတော့အဲ့ဒီချိန်မှာဘယ်လိုမျိုးလဲဆိုရင်ကိုကဒီ healing လုပ်တဲ့technique တွေအများကြီးပဲ process လုပ်တဲ့အချိန်တိုင်း technique တစ်ခုနဲ့လုပ်ကြတာအောင်เนาะဆိုတော့ခုနကတော့ just ပြောတာအခုကတော့ technique တစ်ခုသုံးရမယ်ဆိုရင်သုံးလို့ရတဲ့ technique တွေအများကြီးရှိတယ် EMDR therapy လို့နောက်ပြီး inner child healing လို့ somatic body therapy လို့ပြီးတော့လို့ရှိရင်ဒီ guided meditation drawing journaling စသဖြင့် healing ကတော့ technique အများကြီးရှိတယ်ကွာညီမကပေါ့နော်inner child healing လည်းလုပ်ဘူးတယ်inner child healing ဒီ okay inner child လေးရှိသေးတယ်ဆိုတော့ inner child လေးကိုအစွမ်းကုန် protect လုပ်မယ်ပေါ့ပါအဲ့လိုမျိုးလေးပေါ့နော်ရှိသဆိုတော့သူ inner child ကတော့ရှိသေးတယ် okay inner child ရှိတယ်သိတယ်ပေါ့နော်ဒီလိုမျိုးသိနေတာညီမအခုယူလိုက်တဲ့ guided meditation ကကြတော့ညီမတို့ဗုဒ္ဓဘာသာပေါ့အနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်ညီမတို့ကဒီအနတ္တလက္ခဏာပေါ့ကိုအစိုးမရအောင်ဆိုတဲ့ဟာပေါ့နော်အဲ့ဒီဟာကိုညီမတို့အနေဆာရှုထောင့်ကနေပြီးတော့ကြည့်ပြီးတော့အကြောင်းကိုသွားတတ်တာဆိုတော့ inner child လည်းဘာမှမရှိတော့ဘာမှကုန်မရှိတာဆိုတော့အကြောင်းနဲ့ကျိုးပဲရှိတယ်ဆိုတော့ guided meditation မျိုးကိုညီမကရခဲ့တယ်ပေါ့ဆိုတော့ခုနကနေပြန်သွားမယ်ဆိုတော့ညီမတို့ဘာလုပ်လဲဆိုရင် trauma memory ကို revisit ပြန်လုပ်တယ် okay revisit လုပ်တဲ့အချိန်မှာကိုက guided meditation နဲ့ဆိုတော့ညီမမျက်လုံးမိတ်ထားတယ်ခန္ဓာကိုယ်ဒီလိုမျိုးလှဲနေတယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာ revisit ပြန်သွားတယ်ဆိုတော့ညီမဆိုရင်အခုအသက်လက်ရှိပေါ့နော်33နှစ်ကနေပြီးတော့ညီမ trauma ဘယ်ကနေရခဲ့လဲဆိုတော့ပြန်သွားတော့ trauma ကတော့ရတာတော့နှစ်တိုင်းရတယ်ဒါပေမဲ့မျိုးစေ့လေးရရင်းတန်လာဆိုအဲ့ဒီမျိုးစေ့ဘယ်မှာလဲအဲ့ဒီအပင်ဘယ်မှာလဲသွားတက်ကမှာအဲ့အပင်အဲ့ဒီအကြောင်းတရားရှားတာဆိုညီမအခုသက်33နှစ်ကနေပြန်သွားဆင်းသွားတော့ညီမဘယ်မှာရောက်လဲဆိုညီမ maybe လေးနဲ့သမီးလောက်ပဲညီမမှတ်မိတော့မယ်ထင်တယ်လေးနဲ့သမီးအရှိကိုတော့နည်းနည်းတော့မှတ်မိသေးတယ်လေးနဲ့သမီးရှိကိုကြည့်လိုက်တော့ညီမမိဘတွေကကွာအဲ့ဒီမျိုးတစ်မျိုးပေါ့နော်အေးရတိုင်းရဒီမျိုးတစ်မျိုးမှာညီမမိဘတွေကမျိုးမျက်နှာဖုံးလောက်နီချမ်းသာကြတယ်ပေါ့နော်ဆိုတော့အဲ့ချိန်မှာသူတို့အိမ်အဲ့လိုမျိုးမီးလောင်တာပေါ့နော်သူတို့ရဲ့လုပ်ငန်းတွေအကုန်လုံးမီးလောင်တော့ညီမအမေကဘာဖြစ်လဲဆိုယူမလို့ဖြစ်သွားတယ်ညီမအမေကအဲ့လိုယူမလို့ဖြစ်ပြီးတော့အဲ့ဒီမှာသူထမင်းမစားမတောက်ခင်းနေပေါ့နော်ရပ်ပေါင်းများဆိုအဲ့ဒီသူတို့အရင်တော့ကျွန်းနေနဲ့စောက်တာနော်သူကကျွန်းတိုင်နဲ့စောက်တာပေါ့ကျွန်းအပင်လုံးနဲ့စောက်တာအဲ့လိုမျိုး3ပင်အိမ်၄ခန်းဆိုတာဘာလို့အဲ့လိုခေါ်တယ်သူတို့အိမ်နေလေဆိုတော့အဲ့ဒါယူသူကအဲ့ဒီမီးလောင်သွားတဲ့ကျွန်းသိငုတ်ကြီးကြီးပေါ့နော်မီးခဲကြီးတွေင
မွေးတွေနဲ့ပူလောင်နေအဲ့နေရာကြီးမှာ तू သွားပြီးတော့လေထိုင်နေတာပေါ့နော်နေတာပြီးရင်ညီမတို့အဲ့မီးလောင်တဲ့အချိန်မှာညီမကိုညီမအတော်တွေကခြီးပြီးတော့ပေါ့နော်အဲ့မက်ခွက်အဖြူရောင်လေးဘာလေးလားမသိကင်ပြီးတော့ထွက်ပြေးအဲ့ memory လေးလည်းညီမမြင်တယ်ထူးဆန်းတယ်နော်အဲ့ technique တွေကလေတိလားဒါရိုးရိုးလဲနေရမှာမဟုတ်ဘူးကွာတိလားနည်းနည်းအဲ့လိုဘလိုမျိုးလဲတော့မသိဘူးကွာဆိုညီမပြန်ရောက်သွားတဲ့အချိန်မှာညီမအဲ့လိုလေးတွေလည်းမြင်တယ်ဒါပေမဲ့အဲ့အချိန်ကညီမ trauma ရခဲ့တဲ့အချိန်မဟုတ်ဘူးဒါသူ့ကသူမိသားစုအမေတို့ဖေတို့ရဲ့ကိစ္စပေါ့နော်ဘာလို့လဲဆိုညီမကိုအဲ့အချိန်မှာညီမလာပြီး trauma ပေးသေးတယ်ညီမကလည်းတိတိလေးပဲရှိအောင်မထင်နဲ့မသိဘူးဆိုတော့ညီမသိတာညီမ4နှစ်လောက်ကနေစပြီးတော့ညီမသိတယ်ဆိုတော့အဲ့ဒီမီးလောင်တဲ့ကိစ္စကြောင့်ပဲညီမတို့ကနေတစ်ခုကိုပြောင်းလာရင်လည်းဘာဖြစ်လဲဆိုလို့ရှိရင်ညီမတို့အဲ့ဒီအမျိုးတွေအိမ်မှာအမျိုးတွေရဲ့ channel ထဲမှာနေရတယ်ပေါ့နော်အမျိုးတွေရဲ့ channel ထဲမှာနေရတယ်ဝါအိမ်လေးပေါ့ဟိုအဲ့လိုဓနိမူလေးနဲ့ပေါ့နော်အိမ်ဆောက်ပေးလိုက်တယ်အိမ်ဆောက်ပေးပြီးတဲ့အချိန်ကြာလို့ရှိရင်တိလား heavy ပြီလို့သာပြောတာပေါ့နော်ကိုခုပြန်ကြားရတယ်တတိမကတ်ထားလို့ဆိုညီမရန်ငိုချင်တာပေါ့ဆိုတော့အဲ့မှာနေတယ်ပေါ့နော်အဲ့မှာညီမတို့နေကြတယ်ညီမတို့ညီမ2ယောက်ရှိတယ်ဆိုတော့အဲ့မှာညီမ4နှစ်သမီးလောက်ပဲရှိဦးမယ်ထင်တယ်အဲ့မှာပဲဘယ်လိုဖြစ်လဲဆိုလို့ရှိရင်တိတဲ့အတိုင်းပဲတောပတ်ဝင်းကျင်ကဘာစလုပ်လဲဆိုလို့ရှိရင်တော့နေကလဲလန်းချောင်းကကောက်လာတာသူတို့စတာနော်လူကြီးဆိုချစ်လို့စားပါညီမချစ်စရာကောင်းတယ်ဝါတုတ်တုတ်လေးလို့ပိုက်ပူပူလေးဖင်ကောက်လေးနဲ့လုံးနဲ့အရန်လဲစကားတက်တယ်စွာတယ်ပေါ့နော်အဲ့လိုဆိုတော့ညီမတို့ကချစ်လို့စကြတာပေါ့ဒါနဲ့ environment အရန်ရေးကြည့်ဆိုတော့ဒီလိုမျိုးမဖြစ်စလောက်ဟာလေးတွေကနေပြီးတော့မှဒီလူတယောက်ရဲ့ဘဝမှာပေါ့နော်ဒီလိုမျိုးစိတ်အပိုင်းတွေနဲ့ကြီးပြင်းစေတယ်ဆိုတဲ့ဟာကြီးအရန်ဒါကြောင့်မို့ညီမကလေးတွေကိုစလည်းမစားဘူးမဟုတ်တာမမှန်တာအဲ့လိုမျိုးချစ်စနိုးလေးနဲ့တော့မပြောဘာလို့လဲဆိုတော့ဒါတွေကကိုကပြောခြင်းလို့ပြောလိုက်တဲ့စကားတွေဆိုနေသူတို့မပြောသွားရအောင်သူတို့ပြောစရာမှမသိအဲ့လိုပေါ့ညီမတို့တွေ့လို့ရှိရင်ဘာလုပ်လဲဆိုရင်လှဲလန်းကြောင်းကကောက်လာတာအဲ့ဒါကိုညီမကိုဒီတိုင်း1ယောက်လည်းမဟုတ်ဘူး2ယောက်လည်းမဟုတ်ဘူး3ယောက်လည်းမဟုတ်အဲ့ညီမအိမ်ကိုလာသမျှပေါ့နော်ညီမအဲ့ပေါ်ဘာအမျိုးတွေပဲပေါ့ကွယ်တိတိမလားဟိုလူမျိုးတွေဆိုတော့ဟိုကိုသွားစရာရှိတဲ့လမ်းကြောင်းတက်မသွားလေအမတအိမ်ဝင်တအိမ်ထွက်နေတခါလေလိုက်နှုတ်ဆက်ဟိုရေနှွေးချမ်းထိုင်တော့ဒီမြေပဲစားဟိုရင်တင်းတော့အဲ့လိုမျိုးလုပ်တာဟိုကာချာဆိုတော့လေတခါလာလဲညီမအိမ်ဝင်ရှိတယ်ညီမလဲလန်းချောင်းကကောက်လာတယ်မွေးသားသမီးဘာဖြစ်နေညာဖြစ်တယ်အဲ့လိုတွေပြောတယ်ကွာအဲ့လိုမျိုးဆိုတော့ပြီးသွားလို့ရှိရင်အဲ့လိုမျိုးပေါ့ညီမအမနဲ့ညီမနဲ့ကိုလိုက်ပြီးတော့အများအား compare လုပ်တဲ့အချိန်မှာညီမတို့ကအများအား subordinate 1 down နေရာမှာပဲထားတယ်ပေါ့နော်ဆိုတော့အထာသူတို့တော့ပြောကြဆိုပဲညီမတက်ကအဲ့ဒီမှာညီမဒီ healing ဟိုပါပေါ့ memory ကိုညီမ revisit လုပ်တဲ့အချိန်မှာနော်ညီမအဲ့ဒါအဲ့နေရာနေစားတယ်ညီမတော့မထင်ဘူးပေါ့လေညီမရဲ့ဒီဘယ်လိုပြောမလဲနည်းနည်းကြီးလာမှညီမအရန်ပြောခံရတဲ့ပုံဝင်းကျင်ကြောင့်ညီမရတယ်လို့ပထမ inner child တော့ထင်ခဲ့တာဒါပေမဲ့မဟုတ်ဘူးအခုလုံးဝပြန်သွားတဲ့အချိန်မှာအဲ့ PC လေးကနေစားတာပေါ့နော်အဲ့ဒီကနေပြီးတော့လေနောက်ကျလို့အဲ့မှာညီမစိတ်ထဲမှာဘာဝင်လာလဲဆိုတော့ jealousy ဆိုတဲ့ဟာကိုညီမစပြီးတော့ဖြစ်တာအဲ့ဒီမှာညီမ jealousy စဖြစ်တာ jealousy စဖြစ်တဲ့အချိန်မှာဘာလုပ်လဲဆိုရင်ညီမအမအတွက်တစ်ခုဝယ်ဆိုရင်ညီမအတွက်တစ်ခုတိကျပေါက်ပါအောင်ပါမယ်မပါတဲ့နေ့ကညီမအဲ့မှာညီမအမေက short ဖြစ်သွားတဲ့ဟာမျိုးတွေဖြစ်တယ်ဘာလဲဆိုရင်အဲ့ကြောင့်ကွာဟိုမိဘတွေကလည်းစီးပွားရေးစင်မပြေဘူးစီးပွားပြက်ပြီးတော့မှနေပြောင်းလာတာဆိုတော့ဒီမှာဟိုဖြစ်တယ်လို့လောက်ကင်စားတော့ရတာပေါ့နော်ဆိုတော့ဒါမဲ့သူတို့အမိုးရင်းတရင်မှာပါနော်ဈေးသွားပြီးတော့ဖက်နှက်ဝယ်လာဖက်နှက်အနီအောင်ဖက်နှက်လေးတောက်ဖက်နှက်လေးအနီအောင်ဖက်နှက်လေးတောက်ဖက်နှက်လေးဝယ်လာတယ်ဒါပေမဲ့ဖြစ်ချင်တော့အဲ့တောက်ဖက်နှက်လေးကတရံပဲရှိတယ်ညီမအမဆိုင်ပဲရှိညီမဆိုင်မရှိပြီးတော့ဟိုအေးပေါ့နော်ညီမဆိုင်မရှိပေါ့ဆိုတော့အဲ့နဲ့ညီမအဖေနဲ့မိနဲ့အဲ့စပိန်နဲ့ပေါ့နော်သူတို့ဈေးကိုစပိန်နဲ့သွားတယ်ပြန်လာနေမှာဆိုတော့စပိန်စီးကြစပိန်နဲ့သွားပြန်လာတော့အဲ့ဖက်နဲ့အနီလေးပါလာညီမအရန်ပျော်သွားပါတော့ဘာလို့လဲဆိုတော့ညီမတို့ကဝဲတည်တဲ့အတိုင်းပဲဟိုလက်လောက်လက်စားဘဝတွေဆိုတော့ဒီအစ်စ်ကလေးမြင်ရမ်းပျော်တာပေါ့နော်ကလေးတော့ကလေဆိုတော့အဲ့ဒီအချိန်မှာဖက်နဲ့အနီလေးကိုမြင်တဲ့အချိန်မှာညီမအရန်ပျော်သွားပါတော့ဒါပေမဲ့ဘက်တရံပဲပါအမအတွက်ပဲပါဖြစ်အဲ့ဒီအချိန်မှာညီမကလေလေးနှစ်ကြော်လေးပဲရှိသေးတယ်။ဘာဖြစ်သွားလဲဆိုတော့စောက်တရားများကွာ၄နှစ်ကလေးနဲ့ဒီလားညီမရဲ့
အကုသိုလ်ကလည်းကြီးမားတာနော်ဘယ်ဘဝဘာတွေလဲမသိဘူး၄နှစ်ကလေးနဲ့ jealousy ကိုအဲ့လောက်ဖြစ်နေတယ်ဆိုပြီးအရင်ဘဝကဘယ်လောက်တောင်မှဘာအကုသိုလ်တွေလုပ်ခဲ့လဲအဲ့ဖက်နဲ့အနီလေးကိုညီမမရဘူးဆိုတဲ့အတိစိတ်ကတခြားသူကိုပေးလိုက်ရတယ်ဆိုတဲ့အတိစိတ်ကဘာကိုဝင်ခံလိုက်လဲဆိုနင်ကမွေးသားသမီးနင်ကလဲလိုက်တော့ကောက်ရလာလို့နင်ကဘယ်သူမှအချက်မကလို့နင်ကဘယ်သူမှမချစ်ကြလို့ဆိုညီမတယောက်တည်းဖြစ်သွားစီတယ်အဲ့ဖက်နဲ့အနီလေးကအဲ့လိုမျိုးလုပ်လိုက်တဲ့အချိန်မှာညီမဘာဖြစ်လဲဆိုညီမငိုတာဘလို့မှထိန်လို့မရဘူးငိုတဲ့အပြင်တောင်းချတာဘာလုပ်တာလဲဆိုညီမရဲ့ရှင်ဘတ်တီကိုညီမဆွဲကုတ်ပြတာအဲ့တော့ညီမအင်ကြီးဝတ်ထားရတယ်ဒါမဲ့လေဒီကမှာအင်ကြီးတွေလည်းပြဲသွားညီမရှင်ဘတ်တီလည်းစုပ်ပြတ်တော့သွားပြီးတော့လေပြီးတော့အဲ့ချိန်မှာညီမအနေရလေညီမကိုစိုးရကောင်းလားဆိုပြီးမရရက်တော့ဘူးကြည့်နေနေသူလည်း shop ပြတော့ဒီဟာလေးကိစ္စကိုပေါ့နော်ဒီကလေးလေးကနောက်တောင်ဖြစ်လာတာဆိုသူလည်းမဖြေရှင်းတတ်ဘူးဖြစ်သွားဘူးနောက်ကျတော့စပိန်နဲ့မိုးရီထဲမှာဈေးကိုပြန်သွားဈေးကလည်းနိုင်ဝက်လောက်စပိန်နဲ့ရတယ်လေအဝေးပဲညီမတို့ကရွာမှာဈေးကကြတော့ဟိုအတုပ်မြို့ဆိုတဲ့မြို့သွားတာဆိုတော့လေအဲ့မှာပြန်သွားအဲ့ဖက်နဲ့အနီပေါ့နော်အနီဟိုတပုံစံနဲ့တော့မဟုတ်ဘူးဟိုကအနီအောင်ဖက်နဲ့လေးတခြားကလိုက်ရှာပြီးတော့ဝယ်လာပြီးတော့ပြန်လာပေးရဆိုတော့အဲ့ချိန်မှာတော့ပြန်လာပြီးတော့နည်းနည်းတော့တော်သွားတယ်ဒါမဲ့ဘာဖြစ်လဲဆိုတော့ညီမဒုတိယလူပဲဖြစ်သွားတာပေါ့နော်ဒုတိယလူဆိုတော့ညီမဒီလိုလုပ်ပြမှငါအတွက်လုပ်ပေးတာဆိုတဲ့ဟာသိသွားတာ။အော်လူတွေကိုဒီလိုမျိုးကြမ်းတမ်းပြမှဟိုဖြစ်မယ်ဆိုတဲ့ဟာမျိုးထိုက်တွင်းနေရမှာမဟုတ်ပါဘူးကလေးမလေးကတော့ဒါနဲ့သူ့ရဲ့ brain ကသူ့ဟာသူလိုရောက်တင်သွားပြီပေါ့နော်ဆိုတော့လူတွေစီကတခုခုလိုချင်ညီမအဲ့လိုမျိုးတောင်းတာဒီနေ့သမီးကနေပြီး okay ညီမပြန်တက်လာတော့ဟုတ်ပြီညီမရဲ့ trauma အမြင့်ကိုညီမသိပြီဆိုတဲ့အချိန်မှာညီမပြန်ပြီးတော့တက်လာတယ်၄နှစ်5နှစ်ဥပဒေ5နှစ်မှာဘယ်ကိုရောက်လာဆိုတော့ညီမတို့၄နှစ်အဲ့ဒီမှာနေလာတော့ညီမအဖေမိတွေကသူတို့ဒီမှာကြာမနေဘူးသူတို့သားသမီးတွေကိုသမီး2ယောက်ကိုဒီမှာမကြီးပြင်းသေးဘူးဒီမှာဒီလိုဒီကလူတွေနဲ့အိမ်အောင်ကြလို့ရှိရင်လည်းဘဝတွေကအကုန်လုံးဟိုဆုံးသွားမယ်မြုပ်သွားမယ်ဆိုတာဖြစ်တယ်သူတို့ဒါတရွာပြောင်းမှတော့ဖြစ်တော့မယ်ဆိုပြီးတော့အဖေကရန်ကုန်တက်လာတယ်ပေါ့နော်ရန်ကုန်တက်လာတဲ့အချိန်မှာပဲညီမတို့ကအဲ့အမျိုးတွေအိမ်မှာပဲထပ်နေရပြန်ပေါ့ကွယ်သိတယ်မလားထပ်နေရတော့အဲ့ဒီမှာလည်းဟိုကိုနဲ့ရွယ်လူတန်းတူညီမလေးတွေရှိရပေါ့နော်ဆိုတော့အဲ့ဒီညီမလေးတွေကိုသူတို့ဖိတ်ပြီးမှုအေးရောက်သွားတိလာအယုတ်တွေဝယ်ပေးတယ်အဲ့ချိန်မှာဆိုလို့ရှိရင် TV တွေပေါ်နေပြီ TV တွေပတ်မိုက်ပါဆိုသူများအဲ့မှာ TV သွားကြည့်တယ်ကွာသိတယ်မလားဒါပေမဲ့ညီမကလည်းလေမကြည့်ဘူးငါသူညာတကာစီကတနာခံတဲ့ဟာမျိုးမယူ trauma ပဲနော်အဲ့ဒါတနာခံတဲ့အကြည့်နဲ့အကြည့်မခံဘူးငါကချစ်ဖို့ထိုက်တယ်ငါလာချစ်ကြသိလားငါနင်တို့ဆရာလိုက်တောင်းနေမှာမဟုတ်ဘူးဒါနင်တို့ပေးရမယ်တာဝန်အဲ့လိုဒါ trauma နော်တချို့တွေကတော့ပြောအဲ့ငါစိတ်ကတော့ဘလို့ဖြစ်လို့ငယ်ရအဲ့လိုမာနာကြီးရတော့ငါဘလို့တွေးကြည့်ရတော့ခုံယူနေနေအဲ့ဒါ trauma အဲ့ဒီ trauma က react လုပ်တာဘဝရဲ့မိနစ်တိုင်းစက္ကန့်တိုင်းဘယ်သူနဲ့ဘာပြောအဲ့ဒါပါတယ်ဆိုတော့အဲ့ဒါပါနေသမျှကိုယ့်ရဲ့ potential တွေကပိတ်တယ်ဆိုတော့သူများတွေပေါ့နော် TV သွားကြည့်တယ်ညီမအိမ်ကြီးအောက်ကြနောက်ကြလည်းသူများတွေသွားကြည့်တယ်မှမကြည့်ဘသူအိမ်မှာမကြည့်ဘူး TV မကြည့်ဘူးဒါပေမဲ့ TV ကလာသမျှကြော်ညာအကုန်အတန်ကြားရတာနော် TV ကလာသမျှအဲ့ဒီထက်မိုးဦးရဲ့ကြော်ညာတွေအကုန်လုံးကိုလေညီမရတာသိလားရတယ်ပြီးညီမဥပကိုအဲ့လိုပေါ့နော်အကြောင်းမှာအဲ့ကြော်ညာသချင်းတွေကိုဒါလုပ်လဲဆိုလို့ရှိရင်ဟိုခုံမော်တွေမှာတက်ဆိုကိုယ့်ဘာကိုတယောက်တည်းပေါ့နော်သိလားအဲ့မှာဖြစ်ကျင်တော့အဲ့ဒီမှာခုနပြောညီမလေးတွေသူ့အဖေတွေမိတရားဝယ်ပေးတယ်ပေါ့နော်ဝယ်ပေးတဲ့ဟာတွေကိုမရဝမ်းနဲ့တော့ဘာဖြစ်လဲဆိုရင်တကယ်ဆိုရင်အတူတူ sharing လုပ်ပြီး solve လုပ်ရတယ်ကွာပြောစရာကြီးမသိဘူးလေ jealousy ကညီမကိုလွှမ်းမိုးသွားပြီဆိုတဲ့အခါကျတော့ကြောက်ကိုနေတယ်ကိုအေးစေးနေတယ်နင်တို့ပေးရမယ့်ချစ်ချင်းမြတ်တာတွေနင်တို့ရဲ့တာဝန်တွေငါနင်တို့စီကလိုက်တောင်းနေမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဖက်နဲ့တောင်းလိုက်ဖက်နဲ့ကိစ္စကညီမအမေညီမအဲ့လို reaction လုပ်လိုက်တယ်ဆိုတော့ brain ကတင်လိုက်ပြီဆိုတဲ့အခါမှာအဲ့လိုထားလုပ်တာပေါ့နော်အဲ့ဒါလုပ်တော့အဲ့ကနေပြီးတော့မှညီမအဲ့လိုတယောက်တည်းနေတယ်စာတွေဖတ်တယ်ပေါ့နော်ဆိုတော့နောက်ပြီးညီမရဲ့ပတ်ဝန်းကျင်ဟာလည်းတော့ဒီပတ်ဝန်းကျင်ပုပ်ပေစရိယာမိနဲ့ဖအမေနဲ့အဖေကပထမဦးဆုံးနော်ပထမဦးဆုံးအရေးကြီးဆုံးကနံပါတ်2က environment နော်ညီမတို့ရှင်သန်ရတဲ့ environment အရေးကြီးဆုံးကို့မှာသားတွေသမီးတွေရှိရင်ခေါင်းထဲကိုအဲ့ဒီကိစ္စအရေးတကြီးထည့်ထားပါနော်ဟိုညီမမှာသား2ယောက်ရှိတယ်ညီမလုံးဝအဖြစ်မခံဘူးအဲ့လိုမျိုးကိစ္စဆိုတော့ညီမပတ်ဝန်းကျင်မှာဘာဖြစ်လဲဆိုတော့ညီမအဖေတွေမိရောက်ကစီးပွားရှာတယ်ဟိုသွားတယ်အိမ်မှာမရှိဘူးပေါ့နော်ဆိုတော့
တငယ်ချင်းမှာကြောက်မှာထမင်းတွေလာခွန်ကျွေးကြတယ်ပေါ့နော်မူစားကြောက်လို့ရှိရင်အဲ့လိုမျိုးတွေလာခွန်ကျွေးတယ်ဆိုတော့ညီမကကြတော့တယောက်တည်းအမြဲနေတယ်ညီမအဲ့လိုပဲတချင်းတွေပေါ့ဆိုရင်လည်းဆိုနေတယ်ပြီးရင်ညီမစာဖတ်လည်းဖတ်နေတယ်တငယ်ချင်းတွေရဲ့အိမ်နေမှာပေါ့နော်ဟိုကျူရှင်သွားလို့သွားဝင်ခေါ်ရွှေသွေးအဲ့တော့ရွှေသွေးတွေအရန်ဟိုဖတ်ကြတယ်လीနော်ခက်စားတယ်ညီမဘွားရဲ့အိမ်မှာပေါ့နော်ရွှေသွေးကြတဲ့တကူညီမလောက်ဝယ်ပိုင်ဆိုင်ရရှိရဒါပေမဲ့အဲ့ဒီအိမ်မက်တွေကငငယ်တော့အကောင့်တွေမပေါ်ခဲ့ဘူးဒါပေမဲ့ဒီနေ့လည်းတွေ့ပါတယ်ဒါပေမဲ့ညီမကင်ကြည့်မဝယ်ဖြစ်ဘူးပေါ့နော်ဆိုတော့အဲ့ဒီဒီလားအဲ့ညီမတို့က trauma healing လောက်လိုက်တယ်ကို့အဖြစ်တွေကိုတည်သွားပြီဒါနဲ့ तू ကနှစ်20ကျော်ကြာလေညီမတို့ဒီထဲမှာ तू ကရှိနေတာဆိုတော့ तू habit တစ်ခုအနေနဲ့ तू ထွက်လာတယ်ထွက်ပြီးတော့ညီမတို့ထွန်းမှုတယ်ဆိုတော့အခုပြောနေနေစိတ်မောင်းဖြစ်ပြီးပြီဒါ healing လုပ်ပြီးတဲ့လူတွေမှာတော့မှနော်ဒါပြန်ထုတ်ရဖြစ်တာနော်ဆိုတော့ तू က habit နေနဲ့ကြံတယ်ဆိုတော့ तू အမြင့်ပြအသေးတက်ဖို့ကညီမတို့အဲ့လိုအမြဲတောက်လျှောက်ကြည့်နေရမှာနော်အဲ့လိုမျိုးဆိုတော့အဲ့ဒါနဲ့အဲ့ဒီရွှေသွေး channel လေးဆိုလဲပေါ့နော်ကိုကဖတ်ချင်တာပေါ့ဖတ်ခွင့်မရှိဘူးအဲ့ဒါဆိုဘာလုပ်လဲဆိုညီမကစာဖတ်ချင်တယ်ပေါ့ဆိုတော့ညီမကာတွန်းစာအုပ်ဆိုင်သွားတယ်ကာတွန်းစာအုပ်တွေဖတ်တယ်ကာတွန်းစာအုပ်ဆိုင်တွေလဲကိုကတယောက်တည်းဖြစ်နေတဲ့လူဆိုတော့ဒီတိလားအုံမရှိတော့ဘူးဖတ်စရာလေအဲ့ဒါညီမလေးလမ်းပေးရလေတလားဘယ်လိုစာရွက်လေးပဲတွေ့ညီမကောက်တယ်ပြီးသွားလို့ရှိရင်အဲ့ဟာလေးတွေမရတော့ဆက်ပြီးတော့ဖတ်တယ်ဆက်ဖတ်လို့မရရင်တော့ဖတ်တော့ဘောမရှိတော့တာဆိုတော့အဲ့လိုမျိုးညီမရဲ့စာဖတ်အားကောင်းတဲ့အခါကျတော့ညီမကဘာဖြစ်လဲဆိုတော့အတန်းထဲမှာဖူးမိဘတွေကဖူးပုတ်ထားပါတယ်ဆိုတော့နော်တကယ်ဆရာမတွေကိုပေါ့နော်အဲ့တုန်းကဆိုလက်ဆောင်တွေပါတယ်ကြောရတဲ့ခစ်တယ်နော်အဲ့လိုမျိုးပေးထားပါတယ်ဆိုတော့သူတွေနဲ့ညီမက level လိုက်ပြီးစတော့တယ်ညီမစတော့ဘာဖြစ်လဲဆိုတော့အဲ့ဒီမိဘတွေညီမမကြိုက်ကြဘူးဆိုအခုပြောတာသူများကိုဒါအဲ့ဒီလူတွေဆိုတာထက်ပေါ့နော်ဒါတွေအကြောင်းတရားတွေဘယ်သူမှမုန်းကြတော့မရှိတော့ဘူးသိသွားတဲ့ချိန်ဘတ်ကလေးလေးအနေနဲ့ကတော့ခံစားရတာပေါ့နော်မကြိုက်ကြတော့ဘာလုပ်လဲဆိုရင်သူတို့သမီးတွေပေါ့သမီးတွေကိုမနဲ့မပေါင်းခိုင်း9နှစ်ကလေးလေးကွာကောင်မလေးကွာ6နှစ်ကောင်မလေးကွာသိလားဆဲဆိုအော်ဟစ်ပြီးတော့ဇရိုက်ဖြစ်ပြီးတော့စိုးနေတဲ့ခလေးလည်းမဟုတ်ဘူးပါသူ့ဘက်သူစာဖက်သူ့ဘက်သူတချင်းဆိုပြီးတော့သူ့ဘက်သူတယောက်တည်းအေးဆေးဆေးနေတယ်ကွာသိလားအဲ့ဒါယူသူနဲ့မပေါင်းနဲ့အဲ့လိုမျိုးတွေဖြစ်ကုန်တာသူနဲ့မပေါင်းနဲ့ညီမကိုကြည့်လိုက်လို့ရှိရင်ညီမဘာလုပ်နေလဲဆိုတော့အဲ့လမ်းတကာလမ်းလိုက်ပြီးတော့ဂေါ်လီရိုက်တယ်ဩဇာသီးတောက်တယ်ကျိုးခုံတယ်ပုံပစ်တယ်အဲ့ဒါတွေပဲလုပ်နေပါသိလားဆိုသူတို့မျက်လုံးထဲမှာစာလည်းမကြက်ဘူးပေါ့နော်ကလေးကကြီးလေးလို့တော့ထင်တယ်မှာပေါ့လေအဲ့နဲ့ညီမကအမြဲတမ်းသူတို့နဲ့ level လိုက်တယ်ပထမဆိုရင်အဆင့်1ဆိုရင်အဆင့်1 2ယောက်ဆိုရင်2ယောက်ပါတာလေနော်အဆင့်1 3ယောက်ဆိုလည်းပါတာလေအဆင့်2ထဲမှာဆိုလည်းပါတာပဲဘလို့ပဲပြီးအဲ့ထိတ်မှာရှိတယ်ပေါ့ဒီလားညီမရဲ့အမှတ်တွေအဆင့်ရတယ်ညီမမပေါင်းခိုင်းဆိုတော့အဲ့မှာကိုလူတွေရဲ့ဖယ်တဲ့ဟာကိုစပြီးတော့ခံစားလာတာပေါ့နော်ဘာဖြစ်ရှိလို့လဲနော်အခုချိန်မှာစဉ်းစားပါတော့ကလေးလေးကတော့ငါဘာဖြစ်ရှိလို့လဲမသိမှလည်းမပေါင်းဆိုလည်းမပေါင်းမယ်ပေါ့အဲ့ဒီမပေါင်းလဲဆိုတဲ့ကိစ္စကဘယ်တိအောင်ဖြစ်လဲဆိုရင်ညီမတုံငယ်တန်းပေါ့နော်တုံငယ်တန်းတန်းလောက်ကနေပြီးတော့စလိုက်တဲ့ကိစ္စရန်ကုန်မှာစလိုက်တဲ့ကိစ္စညီမတက်ကုတ်ကိုတက်တဲ့အထိတော့အော်စရာနော်အကုသိုလ်ကြီးရလေဘယ်ဘဝဘလို့အကြောင်းနေတယ်တော့မသိဘူးဒါအကြောင်းတရားပဲသူ့မှာဖြစ်ရှိဆိုတော့ထားလိုက်ပါတော့ခုနကညီမငယ်ငယ်ဒီ revisit လုပ်တာဟာကိုပြန်သွားမယ်ဆိုတော့အဲ့ချိန်မှာဘာဖြစ်လဲဆိုတော့လူတွေနှိမ်ကြတာပေါ့နော်ပို့ဆိုပါစအဓိကညီမကဘာမှနေမှာရဲ့မိဘတွေကလည်းနေကိုဘာမှလည်း support မလုပ်ထားဘူးเนาะနေကိုကြည့်လိုက်တော့လဲလမ်းပေါ်မှာနေကကလေးကချင်းရှောက်ဆော့နေတာဒါပေမဲ့လည်းနေရာဘာကိစ္စဒီနေရာကိုတက်လာတာလေဒါနေနဲ့ထိုက်တန်လို့လားဆိုတဲ့ဟာမျိုးတွေနဲ့လူတွေကဖယ်ကြတာဝိုင်းပြီးတော့ဆိုတော့ညီမတော်နေတာကိုကသူတို့အတွက်ကိုအဆင်မပြေဘူးအနေစားပြီးတော့ညီမကမှပိုဆိုးလာတယ်ပေါ့နော်jealousy ပူဆိုးလာတယ်တခုခုအဲ့ချိန်မှာဗာလဲဆိုပုံမှန်ကောင်းမွန်စာတော်နေရနေပြီးတော့နောက်ကျတော့ကောင်းမွန်တော်တာမဟုတ်တော့ပြိုင်ဆိုင်လာတာပေါ့ဗာလဲဆိုလို့ရှိရင်ငါဒီနေရာနေမှငါဒီနေရာကိုယူထားမှငါ့ကိုသူတို့တွေကမနှိမ့်ရဲမှမလုပ်ရဲမှမပြောရဲမှဆိုတဲ့ဟာမျိုးတွေနဲ့ညီမကစာတော်အောင်လုပ်ရတဲ့အဖြစ်တွေကိုရောက်လာတယ်ပေါ့နော်ဆိုတော့ညီမစာတော်နေတယ်ဆိုလို့ရှိရင်ငါလာနေလို့မရဘူးတော့ဘာမလို့လာနေနေရလဲတော့ဗာလေအဲ့လိုမျိုးဆိုညီမညီမဒီအမြဲတမ်းအေးနေညီမ share ကဘယ်တော့ share ခန်းနေရှိရပေါ့နော် special
special class တွေရှိတော့အဲ့မှာ S ခန်းဆိုတဲ့ဟာတွေမှာလည်းဆိုညီမအမြဲတမ်းနေရတယ်ပေါ့နော်ဆိုတော့ငါစတော့တယ်ငါ့ကိုလာလုပ်လို့မရအောင်ဆိုတဲ့ဟာမျိုးအဲ့ဒီကနေပြီးတော့ညီမနေတာဒါဟီလင်းလုံးမှတေချာတိလာတဲ့ဟာတွေပေါ့နော်ညီမအဲ့ဒီမျိုးတွေပေါ့နော်ထားလိုက်ဖြတ်တန်းလာတဲ့အချိန်မှာဒီနေ့အသက်33နှစ်ထိရောက်သွားတယ်။ Okay အသက်33နှစ်ထိရောက်သွားတယ်ဆိုလို့ရှိရင်ဒီတစ်ခုချင်းစီရောက်တဲ့အသက်အရွယ်မှာပေါ့နော်ညီမဗီနာအမဆိုညီမကိုပြန်ပြီးတော့မေးတယ်။ဘာဖြစ်လို့ကြောက်နေတာလဲမေးတယ်။ Okay ဟုတ်ထားလိုက်ပါတော့၄နှစ်ရွယ်မှာဘာဖြစ်လို့ကြောက်နေရလဲဘာဖြစ်လို့ကြောက်နေရလဲဆို၄နှစ်ရွယ်မှာဖြစ်လာတဲ့ကြောက်စိတ်ကဘာလို့ဖြစ်တဲ့ကြောက်စိတ်ပါဆိုတဲ့ဟာကိုသိတယ်ဆိုလို့ရှိရင် Okayအဲ့လုံးကကြောက်စိတ်ဖြစ်တယ်ဒါပေမဲ့အခုမဟုတ်ဘူးเนาะအခုကတော့လုံးဝ safe ဖြစ်နေပြီဆိုတဲ့ဟာကို therapy ကရောက်တဲ့အသက်တိုင်းကို4နှစ်ပြီး5နှစ်5နှစ်ပြီး6နှစ်ကိုရောက်တဲ့အသက်ရွယ်တိုင်းမှာဘာဖြစ်လို့ကြောက်ရတာလဲဆိုတဲ့ဟာကိုမေးဆိုတော့ညီမအခုအသက်33နှစ်ဒီပြန်လာ၄နှစ်သမီးကိုတော့အသက်33နှစ်ဒီပြန်လာတစ်နှစ်ချင်းစီမှာမြင်စရာကြောက်စရာအများကြီးပဲကြောက်စရာတွေတွေ့တယ်ဆိုလို့ရှိရင် okay ဒါဘာလို့ကြောက်တာလဲဘာလို့ကြောက်တာလဲဒါကြောင့်ကြောက်တာဟုတ်ပြီဒါကြောင့်ကြောက်တယ်ဆိုလို့ရှိရင်ဒါဟိုဘယ်လိုပြောမလဲအခုတော့ safe ဖြစ်ပြီကြောက်စရာမဟုတ်ဘူးဆိုတဲ့ဟာပေါ့နော်အဲ့ဒါကိုသွားပြီးတော့ revisit လုပ်တယ်အဲ့ဒီအချိန်မှာလည်းမျက်ရည်တွေကလို့ခန္ဓာကိုယ်ကြီးကလှုပ်လို့မရတော့တောက်တောင်ဖြစ်မျက်ရည်တွေကတေးဟိုပိုးစိုးပတ်ဆက်ပေါက်နဲ့ကြာတာပေါ့နော်ရင်ထဲမှာလည်းဝမ်းနေတယ်ရှိုက်အဲ့လိုမျိုးပြန်လာတဲ့အချိန်မှာအော်ဒါတွေကတော့ငါ trauma ရခဲ့တဲ့ဟာတွေကိုထင်ပေမဲ့အမကဘေးနားကနေ facilitate လုပ်ပေးတာတွေကတဖြည်းဖြည်းနဲ့ပို့ပြီးတော့ဘယ်လိုပြောကိစ္စလဲပို့ကျန်းလာကျန်းလဲဆိုစကလုံးကျန်းလာမဟုတ်ဘူးပါသိလားဟိုနှိုက်ထုတ်တာတွေကကျန်းလာတဲ့ခါကျဘာဖြစ်လဲဆိုရင်ကိုကနေကို okay အတိတ်မှာလည်းကုန်သွားပြီပြန်စရာမရှိတော့ဘူးတော့အခုငါရောက်နေတဲ့နှစ်ပိုင်းနေငါကြည့်မယ်ဆိုကြည့်အဲ့မှာဘုံလို့ဟဲ့ငါမထင်မှတ်ထားပဲနဲ့မျက်နှာကြီးကလေဘွားကလေးဆိုပေါ်လာဘာကြီးလဲပေါ့ဒါကြီးကလေသိလားဒါကြီးကတော့ကိုတွေးတာမဟုတ်ဘူးသူ့ဘက်သူအော်တိုပေါ်လာဘာဆိုဟဲ့ဒီမျက်နှာကြီးကဘာကြီးလဲဆိုအဲ့မျက်နှာကြီးကငါ့ကို trauma ပေးခဲ့တဲ့မျက်နှာကြီးပြန်စမ်းကြည့်ဟုတ်တယ်ဘဝမှာ तू trauma အပေးဆုံးဟဲ့ငါသူတို့မတင်တာဘူးဒီတိုင်းမဲ့ just ဝင်ကြည့်ဘာညာအဲ့လိုတင်ဟဲ့မဟုတ်ဘူးတော့ तू ကငါ trauma အပေးဆုံးသူ့ကိုမတင်တာဘူးညီမကသူနဲ့တခြားတယောက်ကိုထင်လိုက်တာဒါပေမဲ့ तू ဖြစ်နေတော့နောက်ကွယ်ကနေဘွားဆိုပြီးတော့ပေါ်လာလေဟာတူလားဆိုမယုံနိုင်ဘူးတိလားအဲ့မှလေခဏနေနေ तू ဆိုသူ့ရဲ့အဖြစ်အပျက်တွေကိုပြန်ကြည့် okay तू ဘာတွေလုပ်ခဲ့လဲ okay တွေ့တယ်ဟုတ်ပြီအဲ့မှာပုံမြင်ဘာလို့ကြောက်နေလဲတွေ့တယ်အဲ့ဆိုနောက်ထပ်တစ်ယောက်ဘွားနဲ့ပေါ်လာပြန်ဟဲ့နောက်ထပ်တစ်ယောက်ကတူလားဟဲ့မဟုတ်ဘူးလေ तू ကငါ့ပေါ်ကောင်းပါလေဘာလဲဒါကြီးကဘာလို့ပေါ်လာလဲဆိုလို့ okay तू နဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေပြန်ကြည့်တော့ तू ကတကယ်တော့နော်ညီမပုံမှန်ရိုးရိုးစဉ်းစားရင်အရန်ခင်တဲ့မိတ်ဆွေသူအရန်ကောင်းတယ်ညီမပုံမှန်လေတချို့ trauma တွေကညီမအော်ဟစ်ပြီးပြောလိုက်ရတယ်ကွာတချို့ trauma တွေကျတော့မြုံနှားလိုက်ရတဲ့ဟာတွေဒီမှာဘွားကလေးလာပေါ့ဟဲ့အဲ့ဒါကျတော့ထူးဆန်းတယ်အဲ့ဒါကတော့ထူးဆန်းတယ်ကိုရှိရဟာတွေကတော့ကိုပြန်သွားနေတာကိုဖြစ်ဘူးတဲ့ဟာဒါတွေမှမဖြစ်ပဲနဲ့သူတို့တွေ trauma ပေးခဲ့တဲ့ရုပ်တရက်ဇက်တိုက်ပေါ်လာတဲ့ဟာတွေကတော့ထူးဆန်းတာပေါ့နော်အဲ့ဒါနဲ့လေဟဲ့ဒီလူကငါ့ကို trauma ပေးခဲ့ရလားပြဟုတ်လို့လားပြန်ကြည့်ဟုတ်တယ်ကားပေါ်မှာသူငါ့ကိုဒီလိုတိုက်ဆိုင်တဲ့ဟာတစ်ခုဒီလိုသူပေါ့ဘယ်လိုပြောမလဲစိတ်လွတ်ပြီးတော့ဗောနော်တခြားလူရဲ့ကောင်းသိက္ခာမပြောသင့်သူမစဉ်းစားပဲလွတ်ခနဲ့ပြောလိုက်တဲ့ဟာကညမမလာပြီးတော့အကြီးကျယ်ထွားမှာဖြစ်ကြည့်လိုက်တော့မှဟုတ်တယ်ကျန်ဒီကိစ္စတွေကြောင့်မလို့ငါလူတွေကိုကြောက်တဲ့စိတ်တွေမုန်းတဲ့စိတ်တွေတားတပြည့်ပြည့်နဲ့များလာဟုတ်နောက်တစ်ယောက်ကြတော့နောက်တစ်ယောက်ကတော့ထပ်ပေါ်ရဟေးမိန်းမတွေရွေးတာမိန်းမတွေရွေးတော့မှတော့နောက်တစ်ယောက်ပေါ်နောက်တစ်ယောက်ကသူလဲလုံးဝကွက်တိပထမဆုံးပေါ်တဲ့တယောက်နဲ့နောက်ဆုံးပေါ်တဲ့တယောက်နဲ့ကဘာဖြစ်လဲရုပ်ချင်းစင်ပြီးရင် very nice pretend ပေါ့နော်အခုဒီမှာတတိမကတ်တဲ့တတိမထားတဲ့စိတ်နဲ့ပေါ့ဒီတိုင်းရိုးစိတ်နဲ့ပြောမယ် very nice pretend အရင်ဟာစားအဲ့လိုမျိုးပြုံးတာအဲ့လိုမျိုးလေးပေါ့အဲ့လိုမျိုးလေးလောက်တတ်တယ်သူတို့နှစ်ယောက်ရဲ့ရုပ်တွေရတယ်စင်နေအဲ့အပြုံးတွေရတယ်စင်နေကွာဆိုတော့အဲ့ဒီအပြုံးတွေရဲ့နောက်ွယ်မှာညီမကိုပထမဆုံးတယောက်ကလောက်ခဲ့တာပေါ့တိကျအဲ့လိုဆိုအဲ့လိုအပြုံးမျိုးနဲ့အဲ့လိုပုံစံမျိုးမြင်တဲ့လူတယောက်မြင်တဲ့အချိန်မှာညီမကအဲ့ချိန်မှာ तू ကလည်းညီမမကြိုက်တဲ့ဟာလေးတခုထပ်လုပ်လိုက်တဲ့အချိန်မှာဒိန်းလို့လူမျိုးသမီး၃ယောက်ပေါ်လာတယ်လုံးဝငါ့ကိုဖမ်းမပေးတဲ့လူတွေညီမမထင်တာဘူး၃ယောက်ဆိုတော့အခုလက်ရှိတက်ရွယ်မှာခံစားနေရုန်းကန်နေရတဲ့ struggle လုပ်နေရတဲ့ emotion တွေကသူတို့၃ယောက်ကြောင့်ငယ်ငယ်တုန်းကတော့ဟာတွေကတစ်ဖြစ်ဆိုတော့ကြီးလာမှဒါသူတို့၃ယောက်ကြောင့်
ကြီးလာမှာအဲ့ဒီ3ယောက်လောက်တယ်ဆိုတော့ညီမမသိဘူးညီမကိုညီမမသိပါဘူးရှင်အဲ့ဒီမှာညီမရဲ့ therapist ကဘေးနားနေပြီးတော့ညီမအဲ့လိုမျိုးပေါ့နော်ပြောတဲ့အချိန်မှာ okay ရောက်သွားပြီဆိုတဲ့အချိန်မှာညီမမြင်သွားပြီညီမကိုဒုက္ခပေးနေတဲ့မျက်နှာရိပ်ပြီးပုံရိပ်ပြီးအာယုံကြီးအကြောင်းအရာတွေအကုန်လုံးညီမမြင်သွားပြီဆိုတဲ့အချိန်မှာညီမရဲ့ trauma process ကပြီးကနေဖြစ်နေတာပေါ့နော်အဲ့ချိန်မှာဒီ trauma memory ကို revisit လုပ်တဲ့ကိစ္စပြီးသွားတယ်ဆိုတဲ့အချိန်မှာဗာလဲဆိုရင်ဒီ coping tools and regulation ဆိုတဲ့ process ကိုလုပ်တယ်ပေါ့အဲ့ဒါကဗာလဲဆိုလို့ရှိရင်ခုနကတော့အတိတ်မှာဖြစ်နေလေသေမလို့ဖြစ်နေအဲ့ချိန်မှာညီမတို့ရဲ့နှလုံးတွေသွေးခုန်လုံးတွေအကုန်လုံးကဒင်းပေါ့နော်အဲ့လို session တွေပြီးသွားတဲ့အချိန်မှာငြိမ်လေးထိုင်နေရသေးတယ်တက်တွေပြင်းပြင်းရှူခနာကိုယ်တွေကိုသွေးလက်ပတ်မှုတွေကောင်းအောင်လုပ်တာသေးတယ်မဟုတ်ဘဲနဲ့အဲ့ဒါရုပ်တက်ထားတာ2လလောက်ချောက်ဖုံးလို့လဲကြပါနှလုံးထိတာလေဆိုတော့အဲ့လိုမျိုးတွေမှာသူတို့ကတော့မလုတ်ခင်မှာတခါလေးပြောထားတယ်သူတို့ရဲ့ command မရဘဲနဲ့သူတို့ဘာမှမလုတ်ခိုင်းနေနဲ့မလုတ်ပါနဲ့ဆိုတဲ့ဟာကိုပြောထားပြီးသားဆိုတော့အဲ့ coping tools and regulation process ကိုလုပ်တဲ့ချိန်ကျတော့ဒီမှာဟုတ်ပြီအတိတ်မှာရောက်သွားပြီ okay အရန်ခံစားနေဟုတ်ပြီပြန်လာခဲ့အတိတ်မှာလည်းပဲအသက်အရွယ်မှာဘာကြောင့်ကြောက်လဲဆိုတော့အခု safe ဖြစ်တယ်ဆိုတဲ့ဟာတွေဒီနောက်သူတောက်လျှောက်ဝယ်တော့ပြီးတော့ပြန်လာခဲ့လက်ရှိကိုပြန်လာခဲ့လက်ရှိပြန်လာခဲ့မှာ okay ဟုတ်ပြီဒါတွေကဒီအကြောင်းအကျိုးတွေညီမ guided meditation ယူလာဆိုတော့အဲ့ချိန်မှာဆိုဒါတွေကအကြောင်းအကျိုးတွေကြောင့်ဖြစ်တယ်ဆိုတဲ့ဟာတွေကိုသူပြောတယ်ပေါ့နော်ထပ်ပြီးတော့နှစ်ချုပ်ပြီးတော့ထပ်ပြောတယ် summary နဲ့အရှိမတော့တောက်လျှောက်ပြောပြီးသွားပြီဆိုတော့တယောက်ချင်းစီပေါ်မှာညီမအကုန်လုံးကိုခွက်လွတ်နိုင်လာခဲ့တယ်အဲ့နောက်တစ်ခုကြာညီမတို့အသက်ကိုအပြင်းဆုံးရှူပြန်ထုတ်အဲ့လိုမျိုးလုပ်တယ်အဲ့ဒီအချိန်မှာလည်းသုံးတဲ့ techniques လေးတွေကအများကြီးရှိတယ်တယောက်နဲ့တယောက်မတူဘူးပေါ့နော်ဒါနဲ့ညီမကအသက်ရှူထုတ်တဲ့ဟာလေးတွေပဲလုပ်တယ်ပေါ့နော်နံပါတ်6เนาะအဆင့်6ထင်တယ်အဲ့မှာကျတော့ဗာလဲဆိုရင် integration and self acceptance နော်ဆိုတော့အဲ့ဒီမှာဆိုရင်ညီမကintegration ဆိုပြန်လဲပေါင်းစပ်တာပြီးတော့မိမိကိုယ်ကိုပြန်လက်ခံတာဒီအကြောင်းတရားအကျိုးတရားတွေပေါ်မှာကျမတို့ဆင်ခြင်သုံးသပ်တယ်ပြီးတော့လို့ရှိရင်ကိုပြန်ပြီးတော့မှဒီလက်ခံတယ်ပေါ့နော်ခုနှစ်ကကြတော့ closer and moving forward ဆိုတော့ရုပ်သိမ်းခြင်းနဲ့ရှေ့ကိုဆက်မယ်ဆိုတော့ကျန်အားတွေအကုန်လုံးရှေ့မှာကျမတို့ရုပ်သိမ်းခဲ့ပြီဆိုတော့ဘေးနားကနေဒီ therapy ပြောတဲ့စကားတွေနဲ့နော်ကျမတို့ပြန်ပြီးတော့ healing ဖြစ်ပြီဆိုတဲ့အချိန်မှာဒါတွေကိုကျမတို့ပြန်ရုပ်သိမ်းမယ်ပြီးတော့ရှေ့ဆက်မယ်ဟုတ်တယ်ဒါတွေကတော့ဖြစ်ခဲ့ပါတယ်ဒါပေမဲ့အခုကတော့တခြားလူတယောက်ပါဆိုတော့ဒါတွေကတကယ်တော့အကြောင်းတရားတွေကျိုးတရားတွေဘာမှမရှိဘူးအတိတ်ဆိုတာတကယ်တော့မရှိဘူးညီမတို့မှာတကယ်တော့အတိတ်ဆိုတာလည်းမရှိဘူးညီမတို့မှာအနာဂတ်ဆိုတာလည်းမရှိဘူးညီမတို့မှာnowပဲရှိဆိုတော့ now ဆိုရင်တော့ဖမ်းလို့မရတော့ကွာဒီလားပြောချင်တာအခုအတန်ကြားတယ်ညီမအဲ့အတန်ကို like ဖမ်းဆုပ်လို့မရညီမဖမ်းဆုပ်လို့ကိုမရဆိုတော့ now ဆိုတာမှအရန်မြန်လုံးအားကြီးတော့ညီမတို့က now လောက်မရှိချင်ဘူးလားဖြစ်နေတယ်ပေါ့နော်ဒါကတော့ကိုယ်တိုင်လုံးကြည့်ပြီးတော့ဒီ therapist ကဘေးနားကနေပြောပြတဲ့စကားတွေကိုဓာတ်ရိုက်ကြားမှာပဲအဲ့ချိန်မှာကွာ healing ဖြစ်တာပေါ့ဒါကတော့ညီမရဲ့အဖြစ်အပျက်ကိုပြောရတဲ့ therapy ရဲ့စကားတွေကတော့မပါဘူးပေါ့နော်အများကြီးအဲ့လိုမျိုးဆိုတော့ညီမတို့ဟုတ်ပြီဖြစ်ခဲ့တယ်ဒါပေမဲ့ကိုကတော့တခြားအလုပ်တယောက်ဆိုပြီးတော့ညီမတို့နောက်ဆုံးဒီအကုန်လုံး trauma တွေရုပ်သိမ်းလိုက်တယ်အကုန်လုံးကိုခွင့်လွှတ်တယ်အကုန်လုံးကိုပြုံးပြတယ်အကုန်လုံးကိုနှုတ်ဆက်တယ်အကြောင်းတရားကျိုးတရားတွေပဲကိုယ်တည်ပဲနေမဲ့အကြောင်းကျိုးပဲပေါ့နော်ဆိုတော့ဒီ meditation မှာလည်းပါသိလားသူတို့သုံးတဲ့ technique တွေတော့ပါတော့ပါမယ်ဒါနဲ့ညီမကတော့အဲ့လိုမျိုးနော်ဒီညီမတို့ရဲ့အနတ္တပေါ့နော်အစိုးမရတဲ့အနတ္တလက္ခဏာတွေမှာညီမအိဋ္ဌရှုထောင့်ကနေပြီးတော့ကြည့်ပြီးတော့ဒီမမြဲဟာကိုကြည့်ပြီးတော့သေအကြောင်းတရားကိုသွားပယ်တာဖြစ်တဲ့အတွက်ရုပ်သိမ်းတယ်ဆိုတဲ့ညာတော့ inner child တော့ရုပ်သိမ်းတယ်ဆိုတာကရုပ်သိမ်းတယ် inner child ရရှိသေးတယ်ဆိုတော့ဒီကိစ္စမှာဘာမှကိုမရှိတော့ဘာမှမရှိတော့ nothing ဘာမှမရှိဘူးဘယ်သူမှမရှိဘူးကိုယ်လည်းမရှိသူတို့လည်းမရှိဘူးအကြောင်းတရားကျိုးတရားတွေပဲရှိတယ်ဆိုတဲ့အချိန်မှာအဲ့ဒါကိုတကယ်လက်ခံသွားပြီးတဲ့အချိန်မှာညီမအရန်ပေါ့ပါသွားတယ်ပေါ့နော်အရန်ပျော်သွားတယ်လွတ်လပ်သွားတယ်ဆိုတော့ညီမကိုထိန်းချုပ်နေတဲ့ jealousy တွေဘာဖြစ်လဲအဲ့ဒါတွေဘာမှမရှိတော့ဘူးသိလားဆိုတော့လူတွေကိုလည်းစကားပြောလို့ရှိရင်အဲ့နေရာနေပြီးတော့တိတ်မပြောတော့ trauma နေရာကနေမပြောတော့တကယ်လို့ trauma နေရာကနေကြံခဲ့တဲ့ habit ကတော့ကြံခဲ့တရားပေါ့နော်သူ့ရဲ့ဂုဏ်သက်တ္တိတွေကတော့ရှိသေးတာပေါ့ခုနဆိုဂုဏ်သက်တ္တိရှိလို့လေမျက်ရည်ဝမ်းနေလာတာပေါ့နော်ဆိုတော့သူ့ရဲ့ဂုဏ်သက်တ္တိရှိတယ်ဒါပေမဲ့သူ့ရဲ့ဂုဏ်သက်တ္တိကအကျိုးသက်တ္တိတစ်ခုကထွက်လာပြီးတော့သူကအဲ့ဒါနဲ့လူတယောက်ကိုဆက်ဆံတော့မယ်ဆိုရင်ညီမကဒါကိုဒီအကျိုးသက်တ္တိတစ်ခုညီမအကြောင်းထပ်ဖြစ်မဖြစ်တော့ညီမသိလိုက်
okay ထွက်လာတယ်မြင်ထွက်လာတယ်သိတယ် okay ဒါနဲ့နေရာပြီးသွားပြီသိပြီမရှိနေငါတတိနဲ့စောင့်ကြည့်နေ I'm watching you ဆိုအဲ့မှာကလန်သိနော် trauma နဲ့လုပ်တဲ့ reaction တွေအော်အဲ့မှာစသိပေါ့နော်ဆိုတော့အဲ့လိုမျိုးလုပ်တယ်နောက်ပြီးတော့အဲ့လိုလုပ်တဲ့အချိန်မှာညီမတို့ဘာကောင်းလာလဲဆိုရင်ညီမနှစ်ရှည်လာများမပြင်နိုင်တဲ့အချိန်တွေပေါ့နော်အဲ့လိုပေါ့ညီမရင်ထဲမှာဒီရင်ဝမှာလေဒါ12ရာလေးပူနေရအလုံးဘာကြီးမှလည်းမသိဘူးပါသိလားဟို12ရာဒီ on နေရအဲ့ဒါကြီးကလေ online ဖြစ်နေတာပေါ့နော်အဲ့ဒါကြီးက online ဖြစ်နေတယ်ကို့မှာတခြားစိတ်ဖိစီးမှုမှာတခုရှိဥပမာအလုပ်ကိစ္စနဲ့စိတ်ဖိစီးမှုရှိလို့ပေါ့နော်အစိမပြေတာတွေပါရှိလို့ Viber အတန်တို့တဲ့ message ပို့တဲ့အတန်တို့ Telegram အတန်တို့အဲ့လို notification တက်လာတဲ့ဟာကြားလို့ရှိရင်အဲ့အတန်ကြားရတယ်ပိန်လို့ပဲခေါင်းရကြဘာဒီမှလည်းမသိဖြစ်တာသိလားဆိုတော့အဲ့ဒီဟာမျိုးတွေလည်းညီမမှာကြောက်စိတ်ကြီးနေသွားတယ်ပြီးတော့ညီမလေးပူးစမ်းတာကဘာလဲဆိုညီမအရင်ခွေးကြောက်တာခွေးကိုဘလို့နီးနဲ့ပြကြောက်တယ်ဒါပေမဲ့ညီမအဲ့ဒီဟာတွေလောက်ပြီးဆိုညခွေးမကြောက်တော့ဘူးတော့သိလားလုံးဝအော်တော့နော် fear ကထွက်သွားတယ်ဆိုရင်ဒီထူးဆန်းလိုက်တာဒီစိတ်ရဲ့သဘောတရားတွေနော်ခွေးကိုလုံးဝမကြောက်ဘူးညီမလည်းခွေးတစ်ကောင်မြင်ရင်တော့မှရောက်ရက်ခန့်နေတာဒါပေမဲ့လေညီမခွေးအုပ်လိုက်ကြီးပြီးရမှာလားအဲ့လိုမျိုးလေသူကစောင့်နေကြတာကွာကိုယ်လည်းကြိုက်တာမဟုတ်ဒါပေမဲ့အဲ့ဒါကိုကြောက်တာအခုချိန်မှာခွေးအုပ်လိုက်ကြီးဘေးနားနေတယ်ညီမလည်းတကယ်ကိုတည်ငြိမ်တဲ့စိတ်နဲ့သူတို့ရှိရတာမဟုတ်တယ်ညီမဖြတ်သွားတယ်အဲ့ခွေးမကြောက်တဲ့ဟာကြီးပဲဖြစ်တယ်ပြီးတော့လို့ရှိရင်ဘယ်သူ့မှလည်း trauma နဲ့ react မလုပ်တော့ဘူးဆိုတော့ပြီးရင်ညီမကိုအတိတ်ကတော့လုပ်ခဲ့တဲ့လူတွေပေါ့နော်အဓိကတော့ညီမမထင်မဲနဲ့ပေါ်လာတဲ့လူ3ယောက်ပေါ့အဲ့ဒီ3ယောက်ကိုညီမအရင်တော့မကြည့်ချင်သူတို့ကြည့်ရပြီဆိုတော့ညီမကလေအဆင်မပြေဘူးတော့ဒီလားမျက်လုံးထဲမှာအယောင်တွေပါတယ်လေဒီလားအယောင်တွေပါတယ်ဆိုတာကိုယ်အဆင်မပြေတာတွေကမျက်လုံးကပြတင်းပေါက်ပဲလေမြင်နေရတယ်သူလည်းခံစားရင်လည်းခံစားရမှာပေါ့နော်ဒါနဲ့ညီမကလေအဲ့ဒါမျိုးမကြည့်ကြဘူးမမြင်ကြဘူးဒါပေမဲ့ဘာဖြစ်လဲဆိုတော့ရုပ်တရက်ပေါ့နော်ညီမအဲ့ section ပြီးသွားတဲ့အချိန်မှာဟိုရုပ်တရက်လမ်းထချောက်တာကြီးပါဘလို့ကောက်ကွာဝုန်းတိုင်းနဲ့လဲမှာဆိုလို့လေအဲ့ဒါညီမငငလေးထိုင်ပြီးတော့ဟိုစိတ်ပြည့်လက်ပြောက်ဆိုပြီးတော့ညီမအဲ့မှာဖုန်းလေးကိုဖွင့်ပြီးတော့ညီမ Facebook သုံးတယ်နော်သုံးလိုက်တဲ့အချိန်မှာပဲညီမခုနတော့အာယုံထဲမှာပေါ်ခဲ့တဲ့တယောက်ကိုညီမမြင်အရင်ကညီမသူ့ကိုမြင်လို့ရှိရင်ဒိန်းဆိုစပြီသူဘာမှမလုပ်နော်သူ့ရဲ့ဓာတ်ပုံမြင်တာနဲ့ဒါမှမဟုတ်သူ့ရဲ့စာတစ်ကြောင်းလေးမြင်တာနဲ့ညီမကလေဒိန်းဆိုဘာတွေမှမသိရောက်ရခတ်တာသိလားနေဦးမယ်ဟိုကကော်ဖီပဲတောက်တော့မျိုးလို့ဘာဖြစ်တော့မျိုးရေတောက်တော့မျိုးလို့ပြီးရှင်ထဲမှာလည်းဘာတွေမှလည်းမသိဖြစ်တာသူ့ဘာမှလုပ်မဟုတ်လေသူ့ဘာသူပုံတင်သူ့ဘာစာရေးတဲ့ကိစ္စကိုဒီထက်ကဖြစ်တာဒါပေမဲ့အခုသူ့မြင်တဲ့အချိန်မှာညီမရုပ်တရက်မမှတ်မိဘူးသူ့မမှတ်မိဘူးသိလား9စက္ကန့်တော့သူ့မမှတ်မိဘူးကြည့်နေတိုင်းပဲကြောက်ပြီးတော့လေအဲ့ဒါနဲ့ပြီးတော့လေဘာဖြစ်လာလဲမသိဘူးနော်ပြီးတော့မှအော်သူဆိုပြီးတော့ကြည့်လိုက်တော့အော်ဒါမဲ့လည်းဘာမှဟိုလိုမျိုးကြီးကအရင်တော့မြင်ပူပြီးဒိန်းတိုင်းနေဆိုတဲ့ဟာမဖြစ်ဘူးအော်သူလို့သိသွားတဲ့အချိန်မှာလေအော်သူဒါတော့ပဲပြီးသွားပြီသစိမ်းလိုပဲကွာသိလားအခုမှစမြင်တဲ့လူတယောက်လို့အော်သူအဲ့လိုမျိုးပဲပြီးသွားတယ်ဒါနဲ့ခုနကတော့မေ့သွားတဲ့ကိစ္စပေါ့သူ့ကိုရုပ်တရက်50စက္ကန့်လောက်မေ့သွားတဲ့ကိစ္စတော့ဒီမှာတရားထောက်အမပြန်မေးရအောင်နော်အမအဲ့လိုသူ့ကိုမေ့ဘာဖြစ်ဆိုတော့ညီမကအရင်တော့ကလည်းတရားထိုင်နေပေါ့နော်ဒီ meditation လုပ်တဲ့အကျင့်ကညီမကတော်တော်ရှိတယ်ညီမ compassion တို့ meditate ပေါ့နော်ဂရုဏာတို့မူးလာဆိုကမ္မထမ်းနေညီမအဲ့ဒါလောက်တာလေညီမအကျင့်ရှိတယ်ပြီးတော့ညီမစိတ်ကိုညီမကစိတ်ကြည့်ရတာဝါသနာပါတယ်ဆိုတော့ညီမအဲ့လိုစိတ်တနုပတနာဒီနဲ့ပတ်သက်ပြီးတော့ညီမကအရန်လဲညီမစာလည်းအရန်ဖတ်တဲ့လူပါတိလားတရားလည်းအရန်နာတယ်ဆိုညီမအရန် vocabulary လည်းများသိတယ်ပေါ့နော်ဆိုတော့စိတ်ကိုပြန်ပြီးကြည့်ရင်သိတယ်ဆိုတော့အဲ့ဒါဒါပေမဲ့အဲ့လိုဖြစ်နေတဲ့ဟာကိုညီမမသိတော့အဲ့အမကိုပြီးတော့ညီမလေးကအကြတော့အရန်တတိကောင်းတယ်ပေါ့နော်ကိုလှုပ်လာခဲ့တဲ့အရှိမပါရမီဖြစ်ထားခဲ့တဲ့ဟာတွေလည်းရှိတဲ့ခါကျတော့ကိုလှုပ်လာခဲ့တဲ့ဟာပါမယ်အဲ့လိုမျိုး meditation အရန်လုပ်ပြီးတော့ပေါ့အခုလို trauma healing ဖြစ်သွားတဲ့အချိန်မှာသူရုပ်တရက်အဲ့တင်ညာလို့ခေါ်တာပေါ့နော်ညီမတို့ဒီဗုဒ္ဓဘာသာအယူဆနဲ့ပြောမယ်ဆိုညီမတို့မှာခန္ဓာ9ပါးရှိတယ်။အာယုံခန္ဓာကိုဖယ်လိုက်လို့ရှိရင်ကျန်တာကစိတ်ရည်စေတသိက်3ခုပဲရှိတာအောင်နော်။ဆိုတော့အဲ့ဒီမှာညီမတို့တင်ညာရှိရလေ။ဆိုတော့တင်ညာပြောက်တတ်တယ်။အဲ့လိုမျိုးလေ meditation အရန်ကိုလုပ်တဲ့လူပေါ့ကိုလုပ်တဲ့ meditation ပေါ်တော့ကွာသေးတာပေါ့နော်။ဆိုညီမကအဲ့ဒါခုနကတင်ညာပြောက်သွား။တင်ညာပြောက်သွားဆိုအဲ့သူ့ကိုတက်လုံးမှတ်လာတဲ့ဟာနော်ညီမ5စက္ကန့်လောက်ပြောက်သွား။အော်တော်တော်ချမ်းသာလိုက်တဲ့အခိုက်အတန့်တွေ။ဒါပေမဲ့သူ့ကိုပြန်မြင်တော့လေအဆင်ပြေပါတယ်နော်။ဆိုတော့အဲ့ဒါကြောင့်မို့ညီမအခုအရန်နေလို့ကောင်းသွားနေလို့ကောင်းသွားပြီးတော့ညီမဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ဒီဟာလုပ်ပြီးတဲ့အချိန်မှာလည်းညီမဝါသနာပါတဲ့ဟာတွေအရင်တော့အများနဲ့ချရေးတယ်ကွာစာအရန်ဖတ်ထားတဲ့လူပါသိလားဆို idea အရန်များတယ် creative အရန်ဖြစ်တယ်လမ်း
တကယ်ကိုနဲ့ကြိုက်တာဘာလဲဆိုတာမသိဘူးဒါပေမဲ့အခုဒီ healing လုပ်ပြီးသွားတဲ့အချိန်မှာညီမသိလာတာကညီမတို့ရဲ့ဘဝတွေမှာတကယ်တော့ယုံနံခံတာအကျိုးနဲ့အကြောင်းနဲ့အကျိုးဒါတွေပဲရှိတယ်ဘာမှမရှိဘူးဒါပေမဲ့ဒါတွေလူငယ်တွေပါချက်ပြောနေတယ်ကွာအကုန်လုံးတင်းနေမှာကလေးတွေသိတယ်မလားso boring ဖြစ်ကုန်ပြီဆိုတော့ညီမတို့သူစိတ်ဝင်စားတဲ့ရှူတောင်လေးကနေပြောမယ်ဒါပေမဲ့ညီမလိုမျိုးဖြစ်နေမှာမဖြစ်ရအောင်နော်ပျော်စရာအချိန်တွေနှမျောစရာတွေပါသိတာနော်ငယ်လေးတွေကနေပြီးတော့လေပျော်စရာအချိန်တွေဒါ20ကျော်မှဆိုပျော်စရာအချိန်တွေအများကြီးဖြစ်နေရမယ်ဟာမှာဒုက္ခတွေရောက်နေတာလေအဲ့လိုမျိုးတွေညီမမဖြစ်စေချင်တော့ okay ငါလိုမျိုးတော့ခံစားနေရလူတွေမခံစားစေချင်ဘူးဒါပေမဲ့လည်းဘယ်လိုဖြစ်လဲဆိုတော့ဒါတွေကိုပတ်စံတွေအများကြီးပြီးတော့အပြင်မှာတက်ကြတာနော်အဲ့ဒါတွေလောက်ကြတာဆိုတော့ okay ငါရတဲ့ငါမှရှိတဲ့ငါတွေ့ကြုံရတဲ့ knowledge တွေငါမှရှိတဲ့အသိပညာတွေကိုငါဒါတွေကိုပေါင်းစပ်ပြီးတော့ငါရသလောက်ငါမိတ်ဆွေကောင်တရားအနေနဲ့ကူညီမယ်ဟောနော်ဘာလို့ဆိုညီမမိတ်ဆွေကောင်တွေ့ခဲ့တာလေဆိုတော့ညီမအဲ့ဒီတရားစခန်းမှာဆိုရင်အဲ့ဒီအမညီမအတွက်ညီမအတွက်ဘယ်လိုပြောလဲစကန်လိုက်တာနော်အဖေအမေပေးတဲ့အသက်ဆိုရင်တစ်သက်ပေါ့နော်သူပေးတဲ့တက်ကသူနဲ့လောက်လိုက်တဲ့ဟေးနေရနေပြီးညီမဒါပြန်ပြီးတော့မှညီမဘဝအတိတ်ကိုပြန်လျှောက်တာပေါ့နော်ပြန်လျှောက်တဲ့အချိန်မှာစိတ်ထဲမှာဘာမှမရှိဘဲနဲ့ပြန်လျှောက်ရတာဖြစ်တယ်အရင်ပျော်တယ်စိတ်ထဲမှာဘာမှဖြစ်ဘူးဆိုဟဲ့နေရအများတော့မပူမပန်ဘူးမဟုတ်ဘူးမ jealousy ရတော့ကွာတိလားမရှိတော့ဘူးပေါ့အရန်ထူးဆန်းတယ်နော်ညီမလိုမျိုးအကြီးကျယ်နော်ဒါဒီဘဝကဖြည့်ခဲ့တဲ့ဖြည့်ကျင်ခဲ့တဲ့မနာလိုမှုအမုန်းတရားကြီးကပေါ့ကွယ်နော်ဒီဘဝမှာပါလာပြီးတော့မှအကြီးကျယ်အကျိုးပြုပြီးတော့မှလေတလားနော်လေးနှစ်သမီးလောက်ကြီးကဘလူတွေတောင်ခရက်ထားရလဲဆိုအဲ့ဒါကြီးကလေလုံးဝမရှိရဘူးညီမလူတွေကိုမနာလိုဖြစ်တတ်တော့ဘူးသိလားစိတ်ဆိုးတာတွေဒေါသထွက်တာတွေဒီလိုပြောရကောင်းလားဘာညာတွေရောရှိတာပေါ့ဒါပေမဲ့ညီမတယောက်ချမ်းသာနေအမြင်လေညီမကစစမှမရှိတော့ဘူးညီမကဘာလုပ်လဲဆိုတော့လေမူရိတာကမ္မထမ်းကိုအရင်တော့ကအောက်ဆိုးစရာတော့ပြောတော့ပါလေနာထားတဲ့ခါကျတော့လေအဲ့မူရိတာကမ္မထမ်းတွေလုပ်တဲ့ဟာတွေဒီမှာလာပြီးတော့ blog တစ်ခုဖယ်သွားတဲ့အချိန်မှာမတို့ကအရှိန်ဟုန်နဲ့ရေစီးသလိုဖြစ်သွားပါအဲ့ချိန်မှာအဲ့ဒါတွေလာပြီးအကျိုးပေးတဲ့ခါကျတော့ညီမကလေအဲ့ချမ်းသာတဲ့လူမျိုးလို့ရှိရင်အဲ့နေရာဝင်ခိုးနေတာဆိုသူတွေသွားဖို့ရမှာသူ့အိမ်သွားခိုးနေရဆိုသူ့စိတ်ကအဲ့ချမ်းသာတဲ့ feeling သွားနေတာကောင်းလိုက်တာဟောချမ်းသာကြီးသူတို့တွေအစိမ့်ပြင်းနေဆိုတော့ငါဆိုပုံမှန်ငါလိုလူတွေကြာငါဘလို့ရုန်းကန်နေရမှာပေါ့သူတို့မှကျရုန်းကန်ကြမျိုးကြာစင်နေမလို့ကြာနဲ့ရှော့ဟာရှွတ်ဖလို့လေအဲ့လိုတွေဖြစ်တာသိလားအဲ့ဒါကတော့ညီမအတွက်ဘာနဲ့မှမလဲနိုင်ဘူးဆိုတော့ညီမမိတ်ဆွေကောင်းတွေ့ခဲ့တယ်ဆိုတော့ညီမလည်းတခြားလူတွေလည်းပြန်ပြီးတော့မှမိတ်ဆွေကောင်းဖြစ်ချင်တယ်ဆိုတော့ညီမလူမျိုးယုံစရာကြီးနဲ့တူတူမနေစေချင်တော့ဘူးเนาะဆိုတော့ you are not your emotion ပေါ့เนาะဒီ emotion တွေဖြစ်စီဖြစ်ညီမတို့မဟုတ်ဘူးညီမတို့တတ်ညီမတို့ရဲ့တတိနဲ့ညီမတို့ရဲ့ဉာဏ်ပညာညီမတို့ရဲ့ mindfulness နဲ့ညီမတို့ရဲ့ western ကသာညီမတို့ဖြစ်ပြီးတော့သူတို့အထဲမှာငါးခေါင်ညီမတို့မဟုတ်ဘူးငါးခေါင်ဆိုတော့ခုနအာယုံတစ်ခုမိပြီးတော့မှဖြစ်တဲ့နောက်ကစိတ်လေးခုဆိုတော့အလုံးပေါင်း9ခုအဲ့ဒီ9ခုဒီညီမတို့မဟုတ်ဘူးညီမတို့ဒီအသိဉာဏ်နဲ့တတိတရားနဲ့ဖြစ်တဲ့ဒင်းတို့ကိုစောင့်ကြည့်ချိန်လုံးလောက်တာအမြဲတမ်းနေတိုင်းလောက်တာလောက်စမ်းနေကြည့်ရအိမ်နေပြီးသွားလားနေအစိမ့်နေငါလုံးမယ်ဆိုပြီးတော့အဲ့လိုမျိုးလောက်တာပါနော်ဆိုတော့အဲ့လိုမျိုးဖြစ်စေချင်တယ်အားကြောင့်မို့ညီမကူညီချင်တာအားကြောင့်မို့အခုညီမရဲ့ဒီ trauma healing process ကိုညီမအယိုးသားဆုံးဝန်ခံပြီးတော့ပြောတာပေါ့နော်ကိုဘဝကိုပြောင်းချင်တယ်စိတ်သက်လူတဲ့နဲ့တကယ်ကိုလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်နေချင်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ healing session တွေကိုမှန်မှန်ကန်ကန်လုပ်နိုင်ပါစေလို့ညီမကဆုတောင်းပေးတယ်ခုလည်းပေါ့နော်ညီမရဲ့မိတ်ဆွေကြီးဆိုလို့ရှိရင်ညီမတို့ဒါသူတို့ရဲ့ privacy အရန်အရေးကြီးတဲ့ဟာတွေဆိုလို့ရှိရင်လာပြီးတော့ရင်ဖွင့်ကြတယ်ပြောကြတယ်ညီမကဆရာကြီးမဟုတ်ဘူးနော်ညီမက license ရထားတဲ့ therapist လည်းမဟုတ်ပါဘူးအဲ့ဒါကိုထူးသတိပြုပေးပါညီမရဲ့ဘဝမှာကြုံတွေ့နေရတဲ့အခက်အခဲတွေကိုတယောက်ယောက်ကိုပြောပြရင်ဒီတရားနေပြီးတော့ညာတစ်ခုခုလေးရသွားပါစေဘာလို့ညီမလည်းဒီလိုနည်းနဲ့ပဲရခဲ့ရလေဆိုတော့အဲ့ဒါကြောင့်မလို့ပြောနေတာဒါနဲ့ညီမရဲ့မိတ်ဆွေတွေညီမကိုလာပြီးတော့ရင်ဖွင့်ကြတယ်ပြောပြကြတယ်ညီမတတ်နိုင်တဲ့နည်းလမ်းတွေနဲ့ညီမကသူတို့ကိုဖြည့်ရှင်းကြနည်းလမ်းလေးတွေပြောပြပေးတယ်ပေါ့နော်နောက်ဗီဒီယိုကြားလို့ရှိရင်လည်းညီမဖြစ်တဲ့ဟာတွေလေဖြစ်တယ်ပြန်ညီမခုလည်းခရက်ထားနေရပဲလေအဲ့ဒီခရက်တွေကိုညီမဘယ်လိုကင်တွယ်ဖြည့်ရှင်းလဲဆိုတဲ့ဟာတွေကိုနည်းနည်းလေးတွေပေါ့နော်ညီမညံ့မိတဲ့လောက်လေးပြောပြပေးပါမယ်နော်တတာ